အဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ issue ဖွင့်ပြရပါဒီနေ့ဗီဒီယိုမှာကျွန်တော်ရိုတို့ကိုဆိုတော့ရွှေထူးရဲ့ဒါခါဖွင့်ထားပါတယ်ဆိုတဲ့ချင်းလေးဒီခက်ပြီးပြအောင်ဖြစ်ပါတယ်အဲ့တော့ဒီချင်းမှာပါဝင်တဲ့ကောကကျွန်တော် C G A minor E minor F D minor G ဒီကောင်လေးဖြစ်ပါတယ်အဲ့တော့အချင်းလေးစားလိုက်အချင်းလက်ခတ်ကတော့ကျွန်တော်တို့စလုံးကိုเนาะစလုံးနဲ့တီးအောင်ဖြစ်ပါတယ်အဲ့ဒါကိုတကောတစ်ခုချင်းစီကိုဖိုးပါပြည့်တီးအောင်ပါလေဖြစ်ပါတယ်အဲ့တော့ကိုစမ်းကြည့်ရအောင်အဲ့တော့ငါ့အများကြီးပြောချင်းချာစဉ်းစား
真在的梦，曾为了我，可大雷的呀比哟，要对我所有比，我的老表们心都不够给没劲，路要到了，那个爱我的我。နေ့ဗီဒီယိုတော့ပါပဲဆိုတော့ကျွန်တော်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်နောက်ပိုင်းကျရင်ကျွန်တော်ဗီဒီယိုတင်တာနည်းနောက်ကျတယ်ပေါ့နော်တိတ်ပြီးဒေးဗစ်မှလည်းမဟုတ်ဘူးဆိုတော့ကြောင်းပြန်တက်ရတော့မှာဆိုတော့ဘာလို့လဲဒီအတိုင်းဒုက္ခတွေမရအောင်ကျွန်တော်ကြောင်းကသူများကြောင်းဆိုတော့မချိန်ကြောင်းဖြစ်သွားလို့စိုးရိမ်ထားအောင်ဒုက္ခခံအောင်မယ်အဲ့တော့နေ့ဗီဒီယိုတော့ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါ